တောင်သူအချင်းများရှင်ပဲဒီစိန်ခင်းလေးတွေမှုယောဂဆွဲကပ်နေလို့စိတ်ညစ်နေပါသလားယောဂအလိုက်မှုသက်ဆေးရွေးချယ်အသုံးပြုနည်းကိုစူဘူးကရှင်းပြပေးသွားမှာဖြစ်လို့အာယုံဆိုင်ပြီးတော့နောက်ထောင်ကြည့်လိုက်ပါအောင်နော်ရွက်ပြောက်ယောဂတန်ချေယောဂတီးတောင်ပုတ်ယောဂနဲ့မှဲ့ပြောက်ဆုံးယောဂတွေအတွက်ဆိုရင်ဆေးဖြန်းပုံးတစ်ပုံးစာမှာတောင်သူကြီး Trichoderma 200cc ကိုရောဆက်ပြီး15ရက်ချ3ကြိမ်လောက်ဖြန်းပတ်ပေးရမှာဖြစ်ပါတယ်။ပို့ချနေပြီဆိုရင်တော့ Unity ဆေးကိုအသုံးပြုပေးပါ။ဆေးဖြန်းပုံးတစ်ပုံးစာမှာ Unity 20cc ထည့်ပြီးပတ်ဖြန်းပေးရပါမယ်ရှင်။ပင်စီပုတ်ယောဂပင်ချီပုတ်ယောဂနဲ့ခါးရီယောဂတွေအတွက်ကတော့ကာကွယ်ဖို့ဆိုရင်ဆေးဖြန်းပုံးတစ်ပုံးစာမှာတောင်သူကြီး Trichoderma 200cc ကိုရောဆက်ပြီး15ရက်ချအပင်ချေမြေကြီးကအပင်တစ်ပင်လုံးကိုပါ3ကြိမ်လောက်ဖြန်းပေးရမှာဖြစ်ပါတယ်။ကုသဖို့ဆိုရင်တော့ဆေးပုံးတစ်ပုံးကို Revive 30cc နှုန်းထည့်ပြီးအပင်ချေရင်းကိုနှံ့ဆက်အောင်တေချာဖြန်းပတ်ပေးရပါမယ်။ Fusarian ပင်ညိုးယောဂဆိုရင်တော့ပို့ပြီးတော့ဂရုစိုက်ရပါမယ်။ကာကွယ်ဖို့ဆိုရင်ဆေးဖြန်းပုံးတစ်ပုံးစာမှာတောင်သူကြီး Trichoderma 200cc ကိုရောဆက်ပြီး15ရက်ချအပင်ချေမြေကြီးကအပင်တစ်ပင်လုံးကိုပါ3ကြိမ်လောက်ဖြန်းပတ်ပေးရမှာဖြစ်ပါတယ်။တောင်သူကြီးပိုကာရှိမြေဩဇာကိုလည်းတဧက4အိမ်နှုန်းနဲ့မြေခံမြေဩဇာအဖြစ်ထည့်ပေးဖို့မမေ့ပါနဲ့ရှင်။ယောဂကြားရောက်နေပြီဆိုရင်တော့ဆေးပုံးတစ်ပုံးကို Revive 30cc နဲ့တမားတော်100g ရောထပ်ပြီးအပင်ချေရင်းကိုရွှဲရွှဲလေးဖြန်းပေးရပါမယ်။မြစ်ချဆွေးယောဂကြတော့လည်းအပင်ချေရင်းကနေပဲကုသရပါတယ်။ကာခွဲဖို့ဆိုရင်တော့ဆေးဖြန်းပုံးတစ်ပုံးစာမှာတောင်သူကြီး Trichoderma 200cc ကိုရောဆက်ပြီး15ရက်ချတစ်ခါအပင်ချေမြေကြီးရောအပင်တစ်ပင်လုံးကိုပါ3ကြိမ်လောက်ဖြန်းပေးရမှာဖြစ်ပါတယ်။တောင်သူကြီးပိုကာရှိကိုလည်းတဧက4အိမ်နှုန်းနဲ့မြေခံမြေဩဇာအဖြစ်ထည့်ပေးရပါမယ်။ယောဂကြားရောက်နေပြီဆိုရင်တော့ဆေးပုံးတစ်ပုံးကို Revive 30cc နဲ့ Propa 50cc ရောထည့်ပြီးအပင်ချေရေးကိုရွှဲရွှဲလေးဖြန့်ပတ်ပေးရပါမယ်။ကားဥမိုယောဂအတွက်ကတော့ကာကွယ်ခြင်းနဲ့ကုသခြင်း2မျိုးရှိပါတယ်။ကာကွယ်ဖို့ဆိုရင် Cloudy ဆေးတစ်ပုံးမှာ40g နှုန်းဖြန်းပေးပါ။ယောဂကြားပြီးသားဆိုရင်တော့ Unity ဆေး 20cc နှုန်းကိုပတ်ဖြန်းကုသပေးရပါမယ်။တောင်သူဦးကြီးများရှင်ပဲဒီစိန်ခင်းအတွက်အဖြစ်များတဲ့မှုယောဂတွေကာကွယ်ကုသနည်းတွေကိုသိရှိသွားပြီလို့ထင်ပါတယ်။ဒီလိုအချိန်နဲ့တပြေးညီအချက်အလက်တွေကိုစူဘူး application ထဲမှာအလွယ်တကူဆက်လက်ရှာဖွေနိုင်ပါတယ်ရှင်။စူဘူး mobile application ကို Play Store ကနေအခုပဲ download လုပ်ပြီးဦးကြီးတို့ရဲ့ site ခင်းကိုဂရုစိုက်လိုက်ပါ။